ခုမှကျောင်းကနေပြန်ဟုတ်တယ်ဩဘယ်ကျောင်းတက်တာလဲ CA C CAE CAE ဘယ်ဟို digital print ပုံစံမျိုးလုပ်ချင်တာပေါ့digital print မှာကောက်ရုံပဲကောက်ရုံပြီးတော့စပင်ကိုပွားအနေနဲ့ပွားရမ်းရမ်းပုံစံမျိုးဖြစ်ချင်တာပွားရမ်းရမ်းပုံစံဖြစ်ချင်တာအခုဆိုစပင်ကအရင်ကြီးကတ်နေရောလေပြီးတော့ဒီအရှိစပင်ကိုじゃဒီလို face framing ပုံစံမျိုးပဲအဲ့လိုမျိုးပုံစံပဲဘေးနားမှာဟဲ့မဒီနားမှာစီးတာများလားချတာများမဟုတ်လားချတာများဆိုညီမဒီဟာတွေကတော့သူကကောက်လိုက်တဲ့ခါကျတော့မျက်နှာဒီလိုကကားလေးဖြစ်သွားမှာအဲ့လိုမျက်နှာနည်းနည်း white တာလို့ရှင်လားအဲ့လို white တာလို့ရှင်ပါအဲ့ဆိုညီမကိုကြည့်ရတာချတာများတယ်ဟုတ်တယ်ခွာတော့ညိနေညီမအိမ်မှာရှင်းလားစပင်ကိုရှင်းလားအရင်ကြီးမရှင်းပြဘူးစပင်ကောက်လိုက်လို့ရှိရင်ရှင်းရမှာနော်ရှင်းတာတော့ခုပဲတောင်းဆိုတာပြီးနည်းနည်းပါနိုင်ရမှာလုံနိုင်လားရတယ်ရတော့အဲ့လိုဆိုရတော့ဝက်ချန်ကလက်နဲ့ကုတ်လာလားဟုတ်တယ်ဒါတောင်ညော့သွားတာဟုတ်လားပေါက်တော့လက်နဲ့တော့ကုတ်လာလားဟုတ်တယ်ခဏခဏညစ်နေရဟုတ်လားဒီမှာလဲမျက်နှာပန်းတွေရှိရလေဟုတ်ညီမတကယ်လို့ကြောင်းပြီးတဲ့နေ့တော့ဘာလို့ဆိုရင်အဲ့လိုဝက်ချန်တွေတီးတန့်လုပ်လို့ရတယ်ဒီလားအခု discount လည်းချနေဒီစပင်လောက်တာ discount ချနေတိလားဟုတ်တိဘလို့တိရတင်ထားတွေ့လို့တင်ထားတွေ့ရတော့ဘယ်လောက် discount လဲ20% လောက်လားမသိ20မဟုတ်ဘူး amazing ဘယ်လောက်လဲ40ဆိုပျော်လိုက်လားကိုပတ်စံနဲ့ကိုလောက်ရလားမဟုတ်ဘူးအိမ်ရပဲမမကပေးညီမဒီဝက်ချန်အတွက်လေဆရာမရှိရလေဆရာမနဲ့အဲ့လိုဆွေးနွေးလို့ရတယ်အခုဆရာမကိုမျက်နှာကိုပြလိုက်ပြပြီးတော့နောက်ရက်ဘယ်လိုလုပ်မလဲဘာညာတကလာမင်္ဂလာပါညီမလေးအမကျတော့မျက်နှာဆရာမစုံမော်ပေါ့နော်ညီမလေးမျက်နှာအသားရည်ဆိုလို့ရှိရင်အစီပြန်တယ်ပေါ့နော်ဝက်ချန်ထွက်တဲ့အသားရည်ဆိုလို့ရှိရင်ចောင်းသူထင်တယ်နော်ဟုတ်အဲ့လိုမျိုးဆိုလို့ရှိရင်မတော့အေးဝါအိတ်ရတာပေါ့နော်ဘာမှမဟုတ်ဘူးဆိုလို့ရှိရင် treatment ယူလို့ရတယ်မတို့စီမှာရှိတဲ့ treatment ကျတော့ဝက်ချန်ကူတဲ့ treatment ရှိတယ်ဒါမှမဟုတ်ဘူးဆိုရင် mami skin treatment ပေါ့နော်သူတို့ကကျတော့မျက်နှာ cleansing လုပ်ပေးတယ်ဝက်ချန်ညစ်တယ်ပေါ့တဖြည်းဖြည်းချင်းနဲ့တက်တာသွားမှနောက်ပိုင်းဝက်ချန်တက်တာသွားပြီဆိုမှအမတို့အမဲဆက်ကိုပြန်ခုရတာပေါ့အစားတောက်ဆိုလို့ရှိရင်ခောက်ဆွဲတွေပါစားလို့မရအောင်စီကြော်တာစားလို့မရအောင်ပေါ့နော်အငယ်အဆက်တွေစားလို့မရအောင်ဟုတ်တယ်အဲ့အရေးပဲစားပြင်းနေဟော့ပေါ့တွေစားလို့မရအောင်အဓိကပင်လဲစားအဲ့လိုမျိုးတွေစားလို့မရအောင်စားတောက်တဲ့အနေထိုင်ကိုဆင်ញင်လိုက်မယ်ဆိုလို့ရှိရင်တော့ဝက်ချန်တစ်ဖြည်းဖြည်းနဲ့တက်တာသွားမှာဆရာမရေတခုလုံးမေးနေတာကျောင်းတက်တဲ့ကလေးတွေကတော့ဝက်ချန်ပေါ့လက်နဲ့တော့ညစ်တာလေအဲ့ဒါလုံးတင်တာလက်နဲ့တော့အရင်ကြီးတော့ညစ်လို့မရအောင်မတို့လက်ကကျတော့မတန့်အောင်လေပိုးတွေပါဝင်တတ်တယ်အဲ့ဒါအောင်မှမျက်နှာသွားကုတ်လိုက်မယ်ဆိုရင်မတို့ကပိုဆိုးသွားမှာပေါ့အဲ့ဒါလက်နဲ့မကုတ်နဲ့နော်ဟုတ်ဒီမေးဟာအမာရုပ်ဖြစ်သွားပြီဟုတ်တယ်အဲ့အမာရုပ်ပြန်ကုရမှာအရင်ကြာတယ်နော်ဟုတ်တယ်ကြာအောင်ကုနေရအဲ့လိုတော်တော်နဲ့မပြဘူးအေးလို့အဲ့ပြောလေထိန်းနာမှာလက်ကိုကျောင်းပိန်တရက်အဲ့လိုမျိုးတရက်လောက်လေအချိန်ပေးလိုက်ပေါ့အမတို့ဝက်ချန်ကူတာကျတော့1နာရီ2နာရီလောက်ပဲကြာတာဟုတ်အမတို့မျက်နှာပိုင်းမှာဆိုလို့ရှိရင်အခုကတကြံလန်းနီးပြီဆိုတော့လေ20% discount ချပေးတယ်အဲဆိုရင်ကိုကြီးမှလည်းတက်တာတာပေါ့အခါတိုင်းရက်တွေတက်စားလို့ရှိရင်လေသပင်ဆိုရင်40ပေါ့မျက်နှာပိုင်းဆိုရင်တော့20မျက်နှာပိုင်းရောအမတို့မျက်ခုံးတက်တူးပိုင်းတွေရောအကုန်လုံး20 discount ချပေးတာပေါ့ဘယ်နေ့လောက်ပြီးမယ်ဆိုတကြံဟိုအမတို့17ရက်နေ့ထိ discount ချပေးရနောက်လာ17ရက်နေ့နောက်လာမေးပြီးပြီလားပြီးရဟုတ်ဒီလကုန်ဆိုပြီးပြီဒီလကုန်လာနေတဲ့ဝက်ချင်လာည